နန်တို့ပရိဘောကဆေးလုံနေတဲ့ဒီအိမ်ကြီးမှာအတန်အကျယ်ကြီးနဲ့သူ့အလုတ်သမားတွေကိုအမြဲတမ်းអော်နေတဲ့အဖိုးကြီးတစ်ယောက်ရှိတယ်။နန်တို့နဲ့တစ်ဖက်သေးတော့မဟုတ်ဘူး။တခြားတစ်ဖက်သေးကပေါ့နော်။နန်တို့ကဒီဆေးပရိဘောကဆေးလိုင်းမှာတာဝန်ယူပြီးတော့လုပ်ရတယ်။သူတို့ခါကြဒီအဖိုးကြီးအဖွဲခါကြတော့ဒီဆောက်လုပ်ရေးအပိုင်းမှာလုပ်ရတာပေါ့နော်။ပြီးတော့သူ့အလုတ်သမားတွေကမြန်မာပြည်သားတွေကြီးပဲ။တစ်ခါသူ့အလုတ်သမားတွေကိုអော်ရင်လေနန်းစိတ်ထဲမှာမကောင်းတလို့မျိုးဖြစ်မိတယ်။သူ့အလုတ်သမားတွေဖြစ်တဲ့မြန်မာပြည်သားတွေကဒီထိုင်းကိုစရောက်လာတာမကြသေးတလို့မျိုးပေါ့နော်။တချို့ခါကျတော့၄-၅လပဲရှိသေးတယ်။တချို့ခါကျတော့တစ်နှစ်ကြော်လေးပဲရှိသေးတဲ့သူတွေလည်းပါတယ်။ဒီဖိုးကြီးတစ်ခါအော်ရင်လေအိမ်ကဒီလောက်ထိအကြီးတောင်မှသူ့အတန်ကလေအိမ်ပေါ်အိမ်အောက်အိမ်ပြင်းအိမ်ထဲအကုန်လုံးကြားရတယ်။သူ့အလုတ်သမားတွေကိုဘယ်လိုអော်လဲဆိုတော့ဒီဟာလေးတောင်မလုတ်တတ်ဘူးလား။ဒါလေးတောင်နားမလည်ဘူးလား။အဲ့လိုမျိုးပေါ့နော်တဏီကုံអော်တာသူ့အလုတ်သမားတွေဖြစ်တဲ့ဒီမြန်မာပြည်သားတွေကလည်းဒီထိုင်းရောက်တာက၄-၅လတစ်နှစ်လောက်ပဲဆိုတော့ဒီထိုင်းဘာသာစကားကိုအဲ့လောက်ထိကျွမ်းကျင်မတတ်သေးတဲ့အခြေအနေမျိုးပေါ့နော်သူ့အလုတ်သမားတွေကတယောက်ကလည်းနန်းကိုဘယ်လိုပြောပြလဲသိလားညီမရေသူများပတ်စံရဖို့ကမလွယ်ဘူးတဲ့သူများနိုင်ငံမှာအဲ့ဒီဦးလေးကအသက်50ကျော်54 55ဝန်းကျင်လောက်ရှိပြီထင်တယ်ထိုင်းစားရောက်လာတာမကြသေးဘူးပေါ့နော်၄-၅လပဲရှိသေးတယ်သူများဘာသာစကားလည်းအဲ့လောက်ထိလည်းနားမလည်သေးဘူးပေါ့နော်သူအတွက်အခက်ခဲရှိတယ်သူများနိုင်ငံမှာရောက်လာပြီးဆိုတော့အသက်နိုင်ဆုံးတော့စိတ်ရှည်တီးခံပြီးတော့အလုပ်လုပ်ကိုစူးစမ်းပြီးတော့လုပ်သွားငွေနည်းနည်းလေးစုပြီးရင်သူတို့ရဲ့ဘာသာစကားကိုကျွမ်းကျင်ပြောနိုင်အောင်စူးစမ်းပါလို့နန်းကအဲ့လိုပဲအားပေးစကားပြောပေးဖြစ်တယ်ပေါ့နော်